မင်္ဂလာပါတိတ်တန်းဗမော်မိရှေခောက်ဆွဲ page မှာကြိုးဆိုပါတယ်ခင်ဗျာဒါကတော့အခုပြထားတဲ့ဟင်းပွဲလေးကတော့ဗမော်မုံငင်းစောဖြစ်ပါတယ်ဗမော်မုံငင်းစောပါဝက်သားနဲ့စောထားတဲ့တရုတ်စောဖြစ်ပါတယ်ရှမ်းမုံငင်းနုထွတ်ထွတ်ကလေးကိုဝက်နိုင်ယိုများမက်လင်ဘက်များမုံငင်းချင်ရင်များဖြင့်ခိမိစောထားတဲ့မုံငင်းစောလေးဖြစ်ပါတယ်ဒီဘက်ကဆိုရင်ဖြင့်ဝတ်တာမစားတော့သူများအတွက်မြင့်ငချင်းဖြူကိုကြော်ပြီးမှမုံငင်းရှမ်းမုံငင်းနုထွတ်လေးရယ်မက်လင်ဘက်ရယ်အိမ်ကအဟုံးမိတ်လုပ်တဲ့မုံငင်းချင်အရင်နဲ့ခိမိစောထားတဲ့ဗမာစောလေးပဲဖြစ်ပါတယ်ဒါဝတ်တာမစားတဲ့တွေအတွက်ပါဒီနှမျိုးနဲ့တွဲဖက်စားလို့အကောင်းဆုံးကတော့ကြက်တွန်ဖြူနဲ့ငရုတ်တီးကိုမိဖုတ်ပြီးမှထောင်းထားပြီးပဲစီလေးဖမ်းထားတဲ့ငရုတ်တီတောင်းလေးပါဒီအခုမုံငင်းဒီအခုဝတ်တာမုံငင်းစောနဲ့ဒီငရုတ်တီတောင်းတစ်ဆက်ကို9000ကျပ်ပါငါးမုံငင်းစောနဲ့ငရုတ်တီတောင်းတစ်ဆက်ကိုလည်း9000ကျပ်ပါလူချင်းမင်းများဝယ်ယူသုံးဆောင်လို့ရပါတယ်ခင်ဗျာ